မုံရွာမြို့ကျေးဇူးတော်ရှင်ပထမလေဒီဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူအပ်သောအမိန့်တော်ပြန်တမ်းမုံရွာမြို့ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးထုတ်ဖော်မိန့်ကြားလိုက်သည်မဟာလေဒီကျောင်းတိုက်နှင့်တကွမုံရွာမြို့ရက်ွက်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးနေဗုဒ္ဓဘာသာဝင်ရှင်လူအပေါင်းတို့နှင့်၎င်းရအတွင်း၌ရှိနေကြကုန်သောအိမ်ဆောင်နှင့်ဝင်းဆောင်နှင့်ခြံဆောင်နှင့်ယုတ်ကစိုးဘုံမစိုးနတ်မျိုးအပေါင်းသူတော်ကောင်းတို့ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမို့ဖြမ်းမြန်ကြိုးမြတကူတော်အနန္တတို့နှင့်ပြည့်စုံတော်မူသည်ဖြစ်၍လူမဲအပေါင်းနတ်မဲအပေါင်းတရားမဲအပေါင်းမြမမဲအပေါင်းတို့၏အထွတ်အထိပ်ဓမ္မိတ္တရဓမ္မသာမိဓမ္မာဓိပတိဖြစ်တော်မူသောငါတို့ဆရာသမ္မာသမ္ဗုဒ္ဓသုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသည်မဟာလေဒီကျောင်းတိုက်နှင့်တကွမုံရွာမြို့ရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးနေဗုဒ္ဓဘာသာဝင်ရှင်လူအပေါင်းတို့၏ကိုယ်ွယ်ရာအစစ်အဘာကြီးဖြစ်တော်မူပေသည်ကိုယ်ွယ်ရာအစစ်အဘိုးကြီးဖြစ်တော်မူပေသည်မဟာလေဒီကျောင်းတိုက်နှင့်တကွမုံရွာမြို့ရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးနေဗုဒ္ဓဘာသာဝင်ရှင်လူအပေါင်းတို့သည်လည်းသမ္မာသမ္ဗုဒ္ဓသုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရား၏သာတော်အစစ်သမီးတော်အစစ်မြေတော်အစစ်မြစ်တော်အစစ်ဖြစ်ကြပေကုန်သည်ယခုအခါဤမဟာလေဒီကျောင်းတိုက်နှင့်တကွမုံရွာမြို့ရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီး၌မြို့ပြေမြို့တွင်ကုန်းကြီးရေမြေမိတဲ့နေကြကုန်သောမြေနဂရေနဂမြေဘလူရေဘလူတောဘလူတောင်ဘလူအစာကျူအတောက်ကျူဘလူအမျိုးမျိုးရခိုင်မျိုးမျိုးနတ်ဆိုးနတ်ဝါအပေါင်းတို့သည်ငါတို့မြတ်စွာဘုရား၏ကျေးဇူးတော်ဂုဏ်တော်မြတ်တော်များကိုမမျောမထောက်ကြကုန်မူ၍မာလေဒီကျောင်းတိုက်နှင့်တကွမုံရွာမြို့ရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးနေငါတို့မြတ်စွာဘုရား၏သားတော်သမီးတော်အပေါင်းတို့အားပြည့်စုံသောယောဂအမျိုးမျိုးပေး၍အသွေးအဆုတ်တို့ကိုစုပ်ယူမျိုးတော့သေကြေပြည့်ဆုံးသည့်တိုင်ရောက်အောင်နှိမ့်ဆက်ညှဉ်းပန်းကြကုန်မည်အရေးမျှော်တွေးကြကုန်၍မြို့ပြင်းမြို့တွင်ကုန်းကြီးရေမြေမိတဲ့နေကြကုန်သောမိစ္ဆာနတ်ဆိုးအမျိုးမျိုးတို့ကိုငါတို့မြတ်စွာဘုရား၏တကိုယ်ရှိန်ဝါဆက်အာနာတို့ကြောင့်သင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဤမာလေဒီကျောင်းတိုက်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေစွာတင်းထွက်သွားကြကုန်လော
တရားတော်မြတ်တို့ဤတကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးမရေမျိုးတို့သည်ဒီမှာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးတွင်မှဝေးစွာအတင်းထွက်သွားကြကုန်လောမေတ္တာသောရတနာသို့ဘုဇင်္ဂသို့အစရှိကုန်သောပရိတ်တော်မြတ်တို့၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးမရေမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးတွင်မှဝေးစွာတင်းထွက်သွားကြကုန်လောအရှင်သာရိပုတ္တရာအရှင်မဟာမောက္ကလံအရှင်အာနန္ဒာအရှင်နုရုဒ္ဓအရှင်မဟာကတ္တဗအစရှိကုန်သောယဟန္တာမြတ်တို့၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဒီမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးတွင်မှဝေးစွာအတင်းထွက်သွားကြကုန်လောသထုံပြည်၌ပင်လယ်ပျော်မြူးရေဘလူးတို့အတက်ကြောင့်ကယောဂါဖြစ်ပွားရာရေဘလူးတို့ကိုနှိမ်နှင်း၍ကယောဂါငြိမ်းခြင်းကိုပြုတော်မူပေကြကုန်သောသောနာမထေဥတ္တရမထေယန္နာအရှင်မြတ်တို့၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဒီမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးတွင်မှဝေးစွာတင်းထွက်သွားကြကုန်လောဒီဟိုကျွန်းသီဟဘောဓိသင်္ကဘောဓိမင်းကြီးလက်ထက်ဘလူတပည့်တို့အတတ်ကြောင့်ပလိတ်ကယောဂါဖြစ်ပွားရာမိမိ၏သီလဂုံဖြင့်ပလိတ်ကယောဂါပျောက်ငြိမ်းခြင်းကိုပြုတော်မူပေသောသင်္ကဘောဓိမင်းကြီး၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးတွင်မှဝေးစွာတင်းထွက်သွားကြကုန်လောကောင်းကင်ဘုံ၌ဘုံတကိုကြီးကျယ်ကြပေကုန်သောမဟာဗြဟ္မာမင်းကြီးတို့၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေးစွာတင်းထွက်သွားကြကုန်လောအသီးအသီးနတ်ပြည်ကြီးကိုဘုံမီလျံပအစိုးရကြကုန်သောဝတ္တဝဋ္ဌိနမင်းကြီးသူနေမိတာနမင်းကြီးတန်တုတ်တိတနမင်းကြီးသူယာမနမင်းကြီးတို့၏တကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးတရေမျိုးတို့သည်ဒီမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေးစွာအတင်းထွက်သွားကြကုန်လောဝရဇိလက်နဲ့မိုးကြိုးစက်နှင့်မျက်စိတစ်ထောင်အမြင်ဆောင်သောအခေါင်တင်နှင့်ဗျာမီတကိုးရှိန်ဝါဆက်အာနာတို့ကြောင့်လဲသင်မိစ္ဆာနတ်ဆိုးသူရဲ့မျိုးတို့သည်ဤမာလေဒီကြောင်းတိုင်နှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်မှဝေးစွာတင်းထွက်သွားကြကုန်လောနဂါမျိုးမျိုး
ကလုံးအမျိုးမျိုးဂုံပန်အမျိုးမျိုးခန္ဓာပအမျိုးမျိုးမြေဘလူရေဘလူတောဘလူတောင်ဘလူတရေတပက်တစေမြေဘုတ်ရုပ်ဘုတ်ပြိတ္တာမျိုးမျိုးတို့ကိုအစိုးရပြီကုန်သောတတရထနမင်းကြီးဝိရုံလကနမင်းကြီးဝေရူပခနမင်းကြီးဟောတောနနမင်းကြီးတို့၏တကိုယ်ရှိန်ဝါဆက်အာနာတို့ကြောင့်လည်းသင်မိစ္ဆာနဆိုးတရေမျိုးတို့သည်ဒီမာလေဒီကြောင်းတိုင်းနှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေစွာတင်ထွက်သွားကြကုန်လောဒီမာလေဒီကြောင်းတိုင်းနှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီး၌ရှိနေကြကုန်သောတိုက်ဆောင်နဲ့အိမ်ဆောင်နဲ့မြို့ဆောင်နဲ့မြေဆောင်နဲ့ရေဆောင်နဲ့ရုပ်ကစိုးဘုံမစိုးနတ်မျိုးအပေါင်းတို့၏တကိုယ်ရှိန်ဝါဆက်အာနာတို့ကြောင့်လည်းသင်မိစ္ဆာနဆိုးရဲမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်းနှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေစွာအတင်းထွက်သွားကြကုန်လောငါတို့ဤထောင်စုမြန်မာနိုင်ငံတော်ကိုသိမ်းကျုံပိုင်ကအစိုးရသောနိုင်ငံတော်အစိုးရမင်းများတို့၏တကိုယ်ရှိန်ဝါဆက်အာနာတို့ကြောင့်လည်းသင်မိစ္ဆာနဆိုးတရေမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်းနှင့်တကွရက်ွယ်အသီးသီးမြန်မာနိုင်ငံမြို့ရွာအသီးသီးကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေစွာတင်ထွက်သွားကြကုန်လောစကိုင်းတိုင်းဒေသကြီးကိုအုပ်ချုပ်သောစကိုင်းတိုင်းဒေသကြီးအစိုးရမင်းမြို့ကိုအစိုးရသောမင်းနယ်ပိုင်မင်းမြို့ပိုင်မင်းမြို့တကြီးမင်းတို့၏တကိုယ်ရှိန်ဝါဆက်အာနာတို့ကြောင့်လည်းသင်မိစ္ဆာနဆိုးတရေမျိုးတို့သည်ဤမာလေဒီကြောင်းတိုင်းနှင့်တကွရက်ွယ်သီးသီးအတွင်းမှမြန်မာနိုင်ငံမြို့ရွာသီးသီးအတွင်းမှကမ္ဘာနိုင်ငံအသီးသီးအတွင်းမှဝေစွာတင်ထွက်သွားကြကုန်လောဤသို့အတန်တန်ထက်ထက်အရရသောနှင်ထုတ်ချက်များကိုလေးစားမမူမနာယူပဲမြို့တဲ့ရွာတဲ့မြေတဲ့ရေတဲ့ရှောင်လွဲတိမ့်ဖယ်ပုံးွယ်ခိုကပ်၍နေကြသည်များကိုတွေ့မြင်သိရှိကြပြီရှိသောစတုမာတဲ့နမင်းကြီးလေးပါးတို့၏ကိုယ်စလဲကိုယ်စားဖြစ်ကုန်သောသာတာဂိရိနဟေမဝတ္တအာလာဝကအစရှိသောနတ်စစ်သူကြီးအပေါင်းတို့အားတိုင်ကြပြောဆိုပြီးလျင်အချိန်အခုမိုးကြိုလောင်ပြီးနှင့်တူသောမန္တမန္တရာဆေဝါအင်းအိုင်တို့ဖြင့်အနိုင်အထက်နှိမ့်ဆက်နေနှင်း၍အတင်းနှင်ထုတ်ကြရမည်လင်းစွာယခုဆုတ်လင်းစွာယခုထွက်လင်းစွာယခုသွားကြကုန်လောဤကဗုဒ္ဓအမိန့်တော်အာနာရောဆက်ဤကဓမ္မမိန့်တော်အာနာရောဆက်ဤကသံဃမိန့်တော်အာနာရောဆက်ဖြစ်ချေသည်သာ